So အားလုံးမင်္ဂလာပါကျွန်တော်တို့ပြန်မှာဒီနေ့မှာတော့ web ဆိုလာလဲကြာပြီအခုချိန်ဒီစကုတ်မြင်နေတဲ့ brother ရှိလားရှိနေတော့ဒီနေ့ video လေးက brother အတွက်အထောက်အကူဖြစ်မှာပဲတည်ကြပါတယ် Okay စကုတ်ညင်ုံနာမက pro player စံစံလေးပဲ sensitivity ကိုထားပြီးဆော်လို့ရမှာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီနေ့ video လေးကိုအဆုံးထိကြည့်ဖို့တောင်းဆိုချင်ပါတယ်ကဲ video မတင်တာလဲကြာပြီဆိုတော့ brother တို့စောင့်နေတဲ့အတွက်ကြောင့်ကျွန်တော် video လေးလုပ်လိုက်တာပဲဖြစ်ပါတယ်Okay ဒီလေးရဆိုရင် file လဲထည့်စရာမလိုတယ်လို့ကျွန်တော်ဘန်းမှလည်းစိတ်ပူစရာမလိုပါဘူးကျွန်တော် application လေးတစ်ခုကိုတုံးပြီးတော့ကျွန်တော်ဒီမေးပြီးတော့ကျွန်တော်ကိုဖုန်းမော်တဲ့အမျိုးအစား line နဲ့ကျွန်တော် ADS ဆို ADS driver ဆို driver လေးကိုမေးပြီးတော့ကျွန်တော်ဒီတောက်မှပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်အချိန်လေးဆွဲ video လေးကိုစလိုက်ရအောင် Okay တာရီတို့အရင်ဆုံးအနေနဲ့ browser ရှိမှာ Play Store ကပဲဖြစ်ဖြစ် App Store ကပဲဖြစ်ဖြစ်ကျွန်တော် browser တို့ရှိမှာ ChatGPT ဆိုတဲ့ software လေးကိုအားလုံးသိကြမှာဖြစ်ပါတယ် Okay ဒီ ChatGPT ဆိုတဲ့ software AI software လေးကို browser တို့ download ပြီးဆိုတာနဲ့ကျွန်တော်တို့ဒီမှာ Gmail ရဲ့ browser တို့မှာရှိတဲ့ Gmail account တစ်ခေါက်နဲ့ login ဝင်လိုက်ပါဝင်ပြီးွားဆိုကျွန်တော်ဒီစာမျက်နှာကိုရောက်လာရင်အခုလိုပဲကိုသိကျင်တဲ့အကြောင်းအရာပဲဖြစ်ဖြစ်အခုလိုစကုတ်ငင်ကျင်တဲ့အကြောင်းအရာပဲဖြစ်ဖြစ် PUBG နဲ့ပတ်သက်တာပဲဖြစ်ဖြစ်မေးပြီးမှကျွန်တော်ဒီမှာပူပြီးမှပြေကုန်တယ်ဗျာကျမလား pro player တွေမှာတွားမိရတဲ့ဒီမှာမေးလိုက်ပူပြီးမှအဆင်ပြေတယ်နောက်ပြီးတော့ဒီမှာကျွန်တော်ဒီစကုတ်လေးသူကချပေးလိုက်မယ်ဗျာဥပမာကျွန်တော် sensitivity ဘယ်လောက်ထားမလဲနောက်ပြီးတော့3 စာမှာဘယ်လောက်ထားရမလဲအဲ့လိုမျိုးလေးပြပေးမယ်ကွာအဲ့ဒါလေးကို brother တို့ screenshot ယူပြီးမှဒီကိုယ့်ရဲ့ဒီ PUBG ဒီ control center ရဲ့ sensitivity မှာဗျာအဲ့လိုပုံစံလေးတွားထားလိုက်ထားပြီးအဆင်ပြေလဲအဆင်မပြေဘူးဟာမငြိမ်ဘူးဆိုသူ့ထပ်မေးမင်းပြီးတရာကွာမငြိမ်ဘူးဒီတဲ့ငြိမ်အောင်လုပ်ပေးပါညာလေးပြန်မေးလို့ရရကွာတည်ရမလားအဲ့တော့အားလုံးပဲအဆင်ပြေမှာထင်မယ်ဒီနီလန်းလေးကကျွန်တော်ကိုယ်တိုင်နဲ့တုံးနေလို့ brother တွေကိုမျှဝေပေးရပါဒါပြီးတော့ကျွန်တော်ဒီ video ကိုကျတော့ကျွန်တော်ကိုယ်တိုင်ဟွာလောက်တာမို့ကျွန်တော်လည်းဒီ TikTok ပေါ်ကနေမှအဲ့လိုတွေးလို့ကွာပြန်လို့ရင်စမ်းကြည့်နေဖြစ်သွားလို့ brother လေးကိုမျှဝေပေးရပဲဖြစ်ပါတယ်Okay ကျွန်တော်ပြောတာတော့နားမလည်ဘူးဂျင်းနေပါအထင်နဲ့ brother အနေနဲ့ TikTok ပေါ်မှာတွားရှာလို့ရပါတယ်TikTok ပေါ်မှာဘယ်လိုရှာမလဲဆိုရင် PUBG စကုတ်ငိန်နီဗာ DMLA AI နဲ့ ChatGPT နဲ့လုံးနီးပါညာဆိုပြီးမေးလိုက်ဗျာအဲ့တော့ကျွန်တော်အမားပါဝိုင်းနဲ့ brother အားလုံးတောင်းမနေဘာလို့လဲဆိုတော့ကျွန်တော်ဒီရဲ့အခုပြောနေတဲ့စကားလေးအားလုံး script ရေးပြီးရေးနေရမှာမဟုတ်ဘူးဒီတိုင်းပဲစကားလွတ်ပြောနေတဲ့အတွက်ကြောင့်အဲ့လိုမျိုးဖြစ်တော့တယ်အဲ့တော့အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာဘာတွေတင်ရမလဲဆိုတော့ comment မှာရေးခဲ့ပေးကြပါအောင်ခင်ဗျအားလုံးပဲတတ်တာ